အားလုံးမင်္ဂလာပါ WLO Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်။တိုင်ဆက်နဂဇက်ကြောင်းများတဘာဝလွန်ထူးခြားဖြစ်စဉ်များမြမသမိုင်းကြောင်းများဂမ်ဘီယာလောကီပညာရပ်များကြောင်းကိုဝေမျှတင်ဆက်ပြောကြားပေးနေတော့ Channel ဖြစ်ပါတယ်။တိုင်ဆက်နဂဇက်လေးတွေအများစုကြုံတွေ့ရတဲ့မိမိတို့ရဲ့အနွယ်တော်တွေကိုမိမိတို့ခန္ဓာအားငှား၍ဝင်းအောင်စီးနှင်းပင်ဖိတ်တဲ့အခါမှာခန္ဓာကိုယ်ကားတာစီးနေပြီးနှုတ်မှစကားပြောလို့မရတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးယခုတစ်ပတ်မှာဆွေးနွေးဝေမျှတင်ဆက်ပေးခြင်းပါတယ်။ဟုတ်ကဲ့ပါအကြောင်းအရာလေးမစတင်ခင်ထုံးစံအတိုင်း channel လေးကိုလည်း like and subscribe လုပ်ပေးခြင်းဖြင့်အားပေးကူညီဝန်းရံပေးကြဖို့မေတ္တာရက်ခံလိုပါတယ်။ဘေးကနိုတီကလောင်းလေးကိုနှိပ်ပြီးတော့လဲတင်ဆက်တများအရင်ဆုံးသိရှိနိုင်အောင်နိုတီယူထားပြီးလို့ရှားပါတယ်ရှင်။တိုက်ဆက်နဂဇက်များထဲတွင်ဓပြင်းတူတွေဟာအမြဲမဟုတ်ရင်တောင်မကြခဏဝင်းရောက်ပူကကျင်တယ်လို့ဖြစ်တတ်ပါတယ်။ဒီတော့အများစုကဒါဟာဘာကြောင့်လဲဆိုပြီးသိချင်သူတွေရှိကြတာတွေ့ရပါတယ်။တကယ်တော့ဒါဟာအန္တရာယ်ရှိတဲ့အထွေထူးကိစ္စတော့မဟုတ်ပါဘူး။၎င်းပုဂ္ဂိုလ်တို့ကမိမိတို့အားတတိယလွမ်းဆွတ်တဲ့အခါသို့မဟုတ်အန္တရာယ်တစ်ခုခုကြုံရမှာဆိုလို့ကြိုတင်တတိပေးလို့ခြင်းသို့မဟုတ်မကောင်းတဲ့လူတွေကတိုက်ခိုက်တော်မူကိုတတိပေးလို့ခြင်းမိမိတို့နာမှမိတ်ဆွေဟန်ဆောင်သောရန်သူတွေရှိနေကြောင်းကိုတတိပေးလို့ကြခြင်းနှင့်အခက်အခဲတစ်ခုခုကြုံတွေ့မည်ဖြစ်လို့ကြိုတင်ပြင်ဆင်နိုင်အောင်တတိပေးလို့ခြင်းကြောင့်ပဲဖြစ်ပေတယ်။နောက်တစ်ချက်ကမြင်းများပင်လယ်ပြင်များနှဆိုင်သောရေကန်နှင့်ချောင်းမြောင်းတွေကိုတွေ့ခြင်းရေလန်းခရီးသွားရတော်မူအချိန်များရှေးဟောင်းကုဖရားတွေစီရောက်တဲ့အခါများဘိုးတော်မဲတော်ရုပ်ထုများတွေ့မြင်မိတဲ့အချိန်များတွင်လည်းထို့တို့ပူးကျင်တယ်လို့ဖြစ်တတ်ကြပါတယ်။ထို့တို့ကြုံတွေ့ရတဲ့အခါတိုက်ဆက်နဂဇက်လေးများကကြောက်စိတ်ကြောက်တော်၎င်းတီးလိုစိတ်ကြောက်တော်၎င်းယုံကြည်ရာဆရာများနှင့်တွားရောက်ကုသတဲ့အခါထို့တို့ပူကက်လိုသည့်ပုဂ္ဂိုလ်များကိုမြေတို့သောပုဂ္ဂိုလ်ဖြစ်ကြောင်းပညာရဲ့အလိုက်စစ်ပေးတတ်ကြပါတယ်။ထို့နောက်ပူကက်လိုသည့်ပုဂ္ဂိုလ်တွေကိုကာယကံရှင်ထံတွင်ဝင်ရောက်ပူကက်ဖို့ဖိတ်ကြားပြီးဖိတ်တဲ့အခါမှာကာယကံရှင်များအနေဖြင့်ကြုံတွေ့ရသည့်အများဆုံးမှာခန္ဓာကိုယ်အားဝင်ရောက်စီးနှင်းနေတော့လဲ၎င်းရတွေကိုမိမိတို့၏သိစိတ်များကတင်နေပြီးစကားပြောလို့မရခြင်းပဲဖြစ်၏၎င်းတို့သည်မေတ္တာဓာတ်ကြီးစိုးသောတမာတိပြေဝသောဆရာများကဖိဖိမှသာစကားပြောသည်ကများ၏နောက်တစ်ချက်ကလူတွေထင်တယ်လို့တိုက်တွေဟာဝင်ရောက်လာပြီးစကားပြောတာနဲ့အမှန်တွေပြောတာမဟုတ်ကြပါဘူးတိုက်ဤသဘောထားအမှန်မှာလူတွေနဲ့စကားမပြောလို့ခြင်းပင်ဖြစ်ပေတယ်အထူးသဖြင့်အမိတ်ပေးသက်ပြီးမန်မြင့်နေသောဆရာများနှင့်တဆင့်ခံကပြောရခြင်းကိုပို၍မနှစ်သက်တတ်ပါတိလာကုံတမာရီကုံပညာကုံတို့ဖြင့်မြင်မာသောဆရာများကလွယ်ပြီးကြံသောဆရာအမိခံတို့၏စိတ်ဓာတ်များကိုထင်ရှားစွာမြင်တွေ့နေရလို့ပဲဖြစ်ပါတယ်။နောက်တစ်ချက်ကလူလောကမှလူသားများ၏အသိဉာဏ်ထက်ကျော်လွန်သောတဘာဝလွန်ဖြစ်စဉ်များကိုလည်း၎င်းတို့တော်ရုံပြောပြမည်မဟုတ်ပါ။၎င်းတို့ကိုယ်တိုင်ကန့်သက်ခံထားရလို့လည်းဖြစ်ပါတယ်။ထို့ကြောင့်ရှိတုန်းကဆရာကြီးတွေကတိုက်တွေဟာအင်မတန်ညံ့များကြောင်းမှတ်ချက်ပေးခဲ့ကြတာပေါ့တိုက်လက်ဆိုတဲ့စကားကိုကြုံဘူးသူတွေဒါနားလဲပါလိမ့်မယ်အချို့သောတိုက်များတွေ၎င်းတို့ဝင်ရောက်စီးနှင်းပူးကပ်မိသူကတယောက်တည်းရှိတော့လေတိုက်မှပုဂ္ဂိုလ်တွေတိုက်သူတိုက်သားတွေကအုပ်လိုက်ကြည့်တယောက်ဝင်တယောက်ထွက်ဟိုလူဝင်ဒူလူထွက်စသဖြင့်လှုပ်သက်ကြပါသေးတယ်ထိုအခါပူးကပ်ခံတဲ့ပုဂ္ဂိုလ်ကလည်းဒါကိုကျွမ်းကျင်စွာအာယုံခံနိုင်မှတော်ရကြပေလိမ့်မယ်ရိုးရိုးတာမန်တိုက်ဆက်လူသားတွင်ထို့တို့ခေါ်သွင်းတဲ့အခါမှာစီးနှင်းသောပုံစံအမျိုးမျိုးပြောင်းသက်ကြခြင်းကြောင့်နားမလည်နိုင်ဖြစ်တတ်ကြပါတယ်နနဂါဘိုးတော်မဲတော်ပုဂ္ဂိုလ်တွေကများသောအားဖြင့်ပိဖိတ်သူဆရာကတီလာသမာဓိပြေဆုံးတဲ့အခါလေးစားစိတ်ဖြင့်ကြွရောက်ပေးကြခြင်းအပြန်အလှန်စကားပြောဆိုကြခြင်းသို့မဟုတ်အာယုံခံစွမ်းအားဖြင့်ဆက်သွဲကပြောလိုဒီများကိုအင်မတန်နူးညံ့သောအာယုံခံစွမ်းအားများဖြင့်ပြောဆိုကြသည်များရှိကြ၏
တက္ကသယံတွင်ပဋ္ဌာန်းများဓမ္မစကြာတရားတော်များကိုနာယူရန်ဖိတ်ကြားတဲ့အခါမှာ၎င်းတို့ကပျော်ရွှင်စွာဝင်ရောက်လာတတ်ကြပါသည်ထိုအချိန်တွင်ရိုးရိုးတိုက်တီပင်လျင်လာရောက်ကြတဲ့အခါမှာမိမိတို့ထင်နေသလိုရာဇိုင်းအင်္ဒရီများဖြင့်လာကြခြင်းမဟုတ်ပေရွာဖျားပွဲတွင်ပျော်ရွှင်နေသောကလေးတတိုက်ကရင်မောပျော်ရွှင်စွာလွတ်လပ်စွာဝင်ရောက်လာတတ်ကြသလိုအချို့များကလည်းလက်အုပ်ကလေးချီကဒီမှာထိုင်မယ်နော်လို့ပြောသူတွေရှိသလိုအချို့များကြတော့ဖျားပန်းအားအထူးတဆန်းလောကလှည့်ပတ်ကြည့်ရှုသူတွေလည်းရှိတတ်ကြပါတယ်၎င်းတို့၏အမှုအရာသည်ကလေးငယ်တွေလိုဖြူစင်ကတစုံတစ်ခုသောအမိန့်တန်ကိုနားဆွင့်နေဟန်ရှိ၏အနည်းဆက်ဆုံးဥပမာပေးရရင်ကျောင်းတစ်ကျောင်း၌ကလေးများနှင့်ကျောင်းအုပ်ကြီးကလေးလာရေးခရီးထွက်ရာထူးဆန်းသောနေရာတစ်ခုရောက်လျင်ကလေးတွေကစိတ်လွတ်ကိုယ်လွတ်ပျော်ပါချင်တော်လဲကျောင်းအုပ်ကြီးအမိန့်တန်ကိုနားဆွင့်ကတတိထားပြိုနေကြခြင်းနှင့်တူပေ၏ဒါကတော့ဘဟုတုတအနေနဲ့မှတ်ထားဖို့ပြောပြခြင်းဖြစ်ပါတယ်အဓိကဆိုလိုရင်းမှာပုဂ္ဂိုလ်အစစ်တွေမိမိတို့စီမှာဝင်ရောက်စီးနှင်းကြတဲ့အခါဘယ်လိုဖြစ်တတ်တယ်ဆိုတာဆက်ပြောပါမယ်အထက်ပါပြောခဲ့သလိုမိမိတို့ဒီခန္ဓာကိုယ်တာစီးနှင်းခံရပြီးနှုတ်မှပြောမထွက်ခြင်းသည်ပြိဖိတ်ပြီးတော့ဆရာများကြောက်တော့၎င်းတို့ကိုယ်တိုင်မပြောလိုတဲ့အခါမျိုးကြောက်တော့၎င်းထို့တို့ပြောမရတာမျိုးဖြစ်တတ်ခြင်းဖြစ်ပေတယ်အမှန်တကယ်၎င်းတို့နှုတ်ထွက်ပြောဆိုလိုသည့်အခါများမှာမိမိတို့သည်အသိစိတ်ပြောင်း၍ကိုဘာတွေပြောမိမှန်းပင်လျင်တီးလိုက်မည်မဟုတ်ပါတို့တော့ဤတို့ပူးကက်ခြင်းသည်လုံးဝအချိန်ကြာမြင့်ခြင်းမရှိပေ၎င်းတို့သည်လူသားတစ်ယောက်ကိုထိုကဲ့သို့အချိန်ကြာမြင့်စွာသက်ဆက်ထဲပူးကက်နိုင်ခြင်းမရှိပါတို့ရာတွင်ပူးလိုက်ခွာလိုက်အနေထားပင်ဖြစ်၏ထို့ကြောင့်မိမိတို့သည်ပိတ်ဖိတ်ပေးသူဆရာရှိတွင်အချိန်ကြာမြင့်စွာစကားမပြောပါက၎င်းတို့ပြောလိုစိတ်မရှိသည်ကိုသတိပြုပါထိုအခါ၎င်းတို့သည်မိမိတို့ကိုဓာတ်ရိုက်စကားမပြောလိုဘဲပူးကပ်ပြနေခြင်းသည်၎င်းတို့ကမိမိတို့အပါ၌အမြဲတစေရှိနေကြောင်းကိုပြသလိုခြင်းနှင့်တစုံတရာသိရှိလိုသောကိစ္စများရှိပါကအကြောင်းတိုက်ဆိုင်သလိုပြုလုပ်ကမနှောစွမ်းအင်ကိုသာသုံးသက်ကြပေလိမ့်မည်ထို့ကြောင့်ဤတို့ဖြစ်လျင်မိမိတို့သည်အစိုးရိမ်လွန်ကဲခြင်းများကိုလျှော့ချ၍စိတ်ပူပန်ခြင်းများမလွန်ကဲစေဖို့တတိပေးပြောကြရင်းနဲ့ယခုအကြောင်းအရာလေးကိုဒီမှာတင်ညီကုံချုပ်လိုက်ရပါတယ်ရှင်အလုံးသောတိုက်ဆက်ငကဇက်လေးတို့သည်လည်းယခုအကြောင်းအရာလေးကိုကြားသိရခြင်းဖြင့်ကျေနပ်နှစ်သက်ကြလိမ့်မယ်လို့လည်းယုံကြည်မျှော်လင့်မိပါတယ်ရှင်နောက်ပတ်များတွင်လည်းယခုကဲ့သို့အကျိုးရှိဖွယ်ရာစိတ်ဝင်စားဖွယ်ရာများကိုစဉ်ဆက်မပြတ်ရွေးချယ်ဝေမျှတင်ဆက်ပေးသွားပါဦးမည်တိုက်ဆက်များနဲ့တကွခုနှစ်ရသားသမီးများအားလုံးကျမ်းမာချမ်းသာကြပါစေ